မင်္ဂလာပါဒီရှေ့တော့ Grade 12 Biology Chapter 1 Things of Biology အကြောင်းလေးကိုစတင်ပြီးတော့လေ့လာကြည့်ရအောင်ခြေဗီဒီယိုတုန်းက Things of Biology ရဲ့ introduction လေးကိုအသေးစိတ်လုပ်ပြီးတဲ့အတွက်ကြောင့်ဒီနေ့မှာ Thing 1ကနေပြီးတော့စတင်ပြီးလေ့လာမှာဖြစ်တယ်အဲ့တော့သူရဲ့ခေါင်းစဉ်အနေနဲ့ဆိုရင် New Properties မှာ as successive levels of biological organization ဒီဇီဝရဲ့ဖွဲ့စည်းပုံအဆင့်တိုင်းမှာဆိုလို့ရှိရင်ဂုဏ်ဓာတ်အသစ်တွေထွက်ပေါ်လာရတဲ့အကြောင်းကိုလေ့လာရမှာဖြစ်တယ်။အဲ့တော့ပထမဆုံးအနေနဲ့ဆိုရင် the hierarchy of life on earth is important as follow ကမ္ဘာပေါ်မှာရှိနေတဲ့သက်ရှိတွေကိုအဆင့်အတိုင်းဖော်ပြထားပါတယ်။ Biosphere, ecosystem, community, population, organism, organ system, organ, tissue, cell, organism, molecules and atom ဆိုပြီးတော့သူကအဆင့်အလိုက်တိုင်းဖော်ပြထားတယ်ဒါကကြတော့ကြီးစင်ငယ်လိုက်ပေါ့နော်ဟိုအသိငယ်ဆုံးအုပ်စုတွေဖြစ်တဲ့ molecule atom ဟုတ်ပြီနောက်တစ်ခုကကြတော့ cell organism အဲ့ဒါတွေပေါင်းစပ်လိုက်မယ်ဆိုရင် tissue တွေဆိုရင် tissue တွေပြီး organ system organism သက်ရှိတွေနဲ့ population သက်ရှိရဲ့အတွက်တွေရှိမယ်နောက်တစ်ခုသက်ရှိတွေအုပ်စုဖွဲ့နေထိုင်တာကိုသူတို့ရဲ့ဖွဲ့စည်းကို community နောက်တစ်ခုဂေယစနစ်ဆိုရင် ecosystem နဲ့အားလုံးကိုပေါင်းလိုက်မယ်ဆိုရင် biosphere လို့ခေါ်တဲ့ဇီဝတူကြီးဖြစ်တယ်ဒါကြောင့်မလို့ဒီအပိုင်းမှာတင်းဝမ်းမှာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာရှိနေတဲ့သက်ရှိတွေကိုအစဉ်လိုက်အတိုင်းဖော်ပြထားတယ်။ Where is that သစင်ချင်းစီတိုင်းမှာဆိုလို့ရှိရင်လည်း new property ဒီမှာ emergent property ဂုဏ်ဓာတ်တွေအသစ်တွေထွက်ပေါ်လာတယ် because of interactions among components at the lower level ဒါကြောင့်အလိုမျိုးဂုဏ်ဓာတ်တွေအသစ်တွေပေါ်ထွက်လာလဲဆိုလို့ရှိရင်သူတို့ရဲ့အဆင့်ပေါ့နော်နှိမ့်တဲ့အဆင့်ဘယ်လိုပဲဖြစ်ဖြစ်အဆင့်တိုင်းမှာဆိုလို့ရှိရင်ပါဝင်နေတဲ့ပါဝင်ပစ္စည်းတွေကပြန်အလန်ဆက်ဆက်မှုရှိနေတဲ့အတွက်ကြောင့်ဂုဏ်ဓာတ်တွေအသစ်တွေထွက်ပေါ်လာရခြင်းဖြစ်တယ်။ဟုတ်ပြီအဲဆိုရင်ဒုတိယဘက်ကိုဆက်ကြည့်မယ်ဆိုရင် the structures and function of biological components are interrelated ဒီဇီဝပါဝင်နေတဲ့ပစ္စည်းတွေ tissue တွေ organ system တွေအားလုံး molecule တွေတန်တွေကအစားပါဝင်ပစ္စည်းအားလုံးကသူတို့ရဲ့ structure တိစောက်ပုံတွေနဲ့ function လုပ်ငန်းတွေက are interrelated အပြန်အလှန်ဆက်ဆက်နေတယ်at each level of biological hierarchy ဒီဇီဝအဆင့်တစ်ဆင့်ချင်းစီတိုင်းမှာ a correlation of structures and function can be observed သူတို့ရဲ့ဖွဲ့စည်းတိစောက်ပုံတွေရဲ့လုပ်ငန်းတွေရဲ့ဆက်တွဲချက်ကိုဆက်နွယ်မှုကိုခံပြီး observe လေ့လာသွားမယ်for example ဥပမာအားဖြင့် the hummingbird anatomy ဒီငှက်ပတုံးရဲ့ခန္ဓာဗေဒကိုလေ့လာကြည့်မယ်ဟုတ်ပြီအဲ့ဒီငှက်ပတုံးရဲ့ခန္ဓာဗေဒကဆိုရင် along the wings သူ့ရဲ့တောင်ပံကိုပေါ့နော် to rotate လှည့်လို့ရတယ် at the shoulder အခုံကနေပြီးတော့လှည့်လို့ရမယ်ဆိုဒါကြောင့်မလို့ hummingbird ဒီငှက်ပတုံးတွေက have the ability သူ့မှာလုံနိုင်စွမ်းရှိတယ် unique ထူးခြားပြီးတော့ among တခြားသောငှက်တွေရဲ့အကြောင်းမှာဆိုလို့ရှိရင်လည်းသူကထူးခြားတဲ့ဆောင်ရွက်နိုင်စွမ်းလည်းရှိတယ်ဘယ်လိုမျိုးထူးခြားလဲဆိုရင် to fly backward or hover in place တနေရာထဲမှာလည်းပြန်တန်းနိုင်တယ်လို့နောက်ပြန်လည်းပြန်တန်းနိုင်တယ် why hovering ပြန်တန်းနေတဲ့သုံးမှာဆိုလို့ရှိရင် the birds ငှက်တွေက can extend ဆန့်ထုတ်နိုင်တယ်ပေါ့နော် they are long ရှည်လျားပြီးတော့ slender beak ရှည်လျားပြီးတော့ slender ပုံနဲ့သူတို့ရဲ့ငှက်နှုတ်သီးတွေကတဲ့ into flower ပန်းဝင်တွေကို and be feed on nut သူကပန်းဝီလေးကိုစုပ်နိုင်တယ်သူပြောချင်တာကကြတော့သူရဲ့ထူးခြားတဲ့အချက်ကလေးပေါ်မှာပဲဒီရှယ်တို့သိတယ်လို့မျိုးပဲစွန်လိုမျိုးပဲလေဝဲပြန်နိုင်တဲ့အတွက်ကြောင့်သူကပန်းဝီကိုစုပ်တယ်ဆိုရင်တော့မှပဲဂိုင်းပေါ်မှာမနာပဲနဲ့လေးပေါ်မှာတင်မဲ့သူကသူရဲ့နှုတ်တီးနဲ့ပန်းဝီမှုံကိုစုပ်နိုင်တယ်ဆိုတဲ့ချက်ကိုပြပြတာပါ That's it one of the steps combo in the hierarchy of life ဒီတက်ရှိရဲ့ဖွဲ့စည်းထားတဲ့အစဉ်တိုင်းမှာပါဝင်နေတဲ့နောက်ထပ်ပေါ့နော်အစဉ်တစ်ခုအခြေခံတာဆုံး unit ကတော့ cell ဖြစ်ပါတယ်တဲ့အဲ့တော့ is a basic unit structure and function of an organism That's it one of the steps combo in the hierarchy of life is a basic unit structure and function of an organism တက်ရှိတစ်ခုရဲ့တက်ရှိတစ်ကောင်ရဲ့ပေါ့နော်တက်ရှိတစ်ခုရဲ့သူရဲ့အခြေခံကြဆုံးသောဖွဲ့စည်းတိထားပုံနဲ့လုပ်ငန်းပိုင်းကိုပြောပါဆိုလို့ရှိရင်ဒီတက်ရှိရဲ့အဆင့်နေတဲ့ကမှာတစ်ခုပါဝင်ဖြစ်တဲ့ cell ပဲဖြစ်ပါတယ်ပြီးတော့သူက cells ကပေါ့နော်အနေဆုံးအဆင့်ဖြစ်ပေမဲ့သူ့မှာလောက်ဆောင်ရမယ့် activity အားလုံးကိုတော့ဆောင်ရွက်ပေးနိုင်တယ်ဒါကြောင့်မလို့ it is the lower level of organization သူကဒီဖွဲ့စည်းထားမှုအဆင့်ထဲမှာအနေဆုံးဖြစ်တယ်ဆိုပေမဲ့ it can perform ဆောင်ရွက်ပေးနိုင်ပါတယ်all activities required for life တရှိတဲ့အတွက်လိုအပ်တဲ့လုပ်ငန်းဆောင်တာအားလုံးကိုတော့သူကအခြေခံကြဆုံးသော unit အနေဆုံးဆင့်ဆိုပေမဲ့သူက activity အားလုံးကိုဆောင်ရွက်ပေးနိုင်တယ် cells တွေကိုမျိုးစားခွဲတဲ့အခါမှာနှစ်မျိုးရှိနိုင်တယ် cell are either prokaryote and eukaryote prokaryotic cell eukaryotic cell ဆိုပြီးနှစ်ခုရှိမယ်အဲ့တော့ဘယ်လိုခွဲရမလဲဆိုရင်
eukaryotic cell တွေကကြတော့တဲ့ contain ပါဝင်တဲ့ membrane enclosed organelle ဒီမြေပါနဲ့ဖုံးထားတဲ့အင်္ဂါငယ်ရဲ့တည်လေးတွေပါဝင်တယ်။ဒါချင်းကတီးထားရမှာကကြတော့ဆယ်တလုံးကိုတည်ရမယ်။ဆယ်တလုံးဆိုလို့ရှိရင်ပုံမှန်အဖြစ်ပြောနေကြအတိုင်းဒီရှယ်တို့ကျဲဥကျော်တစ်ချက်ကိုမြင်ရမယ်ပေါ့နော်။အဲ့တော့ကျဲဥကျော်တစ်ချက်ထဲမှာဆိုလို့ရှိရင်အနစ်ကလေးက nucleus ပါမယ်။အဲ့ဒီပြောသူ့ရဲ့ပြင်ဘက်မှာဆိုလို့ရှိရင်အင်္ဂါငယ်တည်လေးတွေပါတယ်ပေါ့နော်။ cytoplasm, protoplasm တို့ ribosome နော် endoplasmic reticulum အဲ့လိုမျိုးသေးငယ်တဲ့ organelle လေးတွေပါတယ်။အဲ့ဒါတွေအလုံးကိုပြင်ဘက်ကနေပြီးတော့မှ enclose လုပ်ထားတဲ့ membrane enclosed organelle ပါတယ်ဆိုရင်သူကို eukaryotic cell ဟောပြီးသူထဲမှာသူကတဲ့ including DNA nucleus cell မှာဆို DNA လည်းပါဝင်တယ်။ whereas ဒါပေမဲ့လည်း prokaryotic cell ကကြတော့ like membrane enclosed organelle တော့က eukaryotic cell မှာပါဝင်တဲ့ nucleus အဲ့ဒီအပြင်မှာပါတယ်လို့မျိုးပဲသေးငယ်တဲ့ organelle ပေါ့နော်အင်္ဂါငယ်လေးတွေကိုဖုံးအုပ်ထားတဲ့ membrane enclosed organelle မပါဝင်ဘူးဆိုပြီးတော့သူတို့နှစ်ခုရဲ့ခြားနာချက်ရှိမယ်။အဲ့တော့ပုံကိုကြည့်လိုက်လို့ရှင်ပို့ပြီးတော့ရှင်းသွားမယ်။ဒီဘက်ကဟာကကြတော့ eukaryotic cell eukaryotic cell မှာပြောထားတဲ့အတိုင်းပဲ membrane enclosed organelle ဆိုတော့အပြင်ဘက်ကနေ membrane နဲ့ဖုံးထားမယ်။ဒီထဲမှာအင်္ဂါငယ်လေးဖြစ်နေတဲ့ cytoplasm တွေပါမယ်။နောက်ပြီးထက်ကခင်းရောင်က DNA ပါဝင်နေတဲ့ nucleus တစ်ခုဖြစ်တယ်။အဲ့ဒီပြင်ဘက်ကမှာ nucleus ကိုဖုံးထားတဲ့membrane enclosed nucleus တစ်ခုရှိမယ်။နောက်ပြီးနောက်တစ်ခါကျတော့ဒီအားလုံးကိုပေါ့နော် nucleus ဒီ organelle တွေပါအဝင်ကိုမှပြင်ဘက်ကနေဖုံးအုပ်ထားတဲ့membrane enclosed organelle တွေရှိအောင်မယ်။ဟုတ်ပြီဒါကကြတော့ eukaryotic cell ဟိုနဲ့ eukaryotic cell မှာဆိုလို့ရှိရင်ပြင်ဘက်ကနေပို့ထားတဲ့ membrane တစ်ခုရှိမယ်။နောက်ပြီးအင်္ဂါငယ်တွေဖြစ်တဲ့ cytoplasm တွေပါမယ်။နောက်ပြီးခင်းရောင်ကြီးကိုကြတော့ nucleus လို့ရှိမယ်။ nucleus cell မှာ DNA ပါဝင်မယ်။အားလုံးကိုခြုံငုံလာလို့ရှိရင် membrane enclosed organelle ပါတယ်။ဟုတ်ပြီဒါမျိုးဆိုရင် eukaryotic cell ဟုတ်ပြီအပေါ်ဘက်မှာကကြတော့ prokaryotic cell prokaryotic cell ကကြတော့သူ့မှာ membrane enclosed organelle မပါဘူး။သူကDNA လေးပဲရှိရ။အဲ့ဒီ DNA မှာသူက eukaryotic cell လိုမျိုးပဲထင်ရှားတဲ့တည်တာတယ်ပေါ့နော် nucleus လည်းမရှိဘူး။ဟုတ်ပြီဒါကကြတော့သင်ဝမ်းပေါ့နော်သင်ဆော့ပေါင်းတော့ဒီကပထမဆုံးသင်ဝမ်းအကြောင်းလေးပဲဖြစ်ပါတယ်။